အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့စီစဉ်သက်သူရောင်းမမဲဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့ Patch Mobile ဘက်ကနေပြီးတော့ Mock Creator ရဲ့အတွက်ပြုလုပ်ပေးထားတဲ့ Bypass နဲ့ Lucky Coin တွေသွေးယူလို့ရမယ့် event လေးအကြောင်းကိုပြပြပေးသွားမှာဖြစ်ပါတယ်ဒီမှာတို့အနေနဲ့ကျွန်တော်တို့ညဘက်ကိုကြည့်မယ်ဆိုရင်ဖြင့် event ကိုမြင်တွေ့ရမှာဖြစ်ပြီးတော့အထက်ကိုဝင်ပြရပါမယ်ပြီးရင်တော့ညဘက်ရှမ်းမှာပဲ Submission event ဆိုတာကိုထပ်မြင်ပြမှာဖြစ်ပြီးတော့အထက်ကိုထပ်ဝင်ပြရပါမယ် event အချိန်ကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့9လပိုင်း9ရက်ကနေပြီးတော့9လပိုင်း22ရက်နေ့အထိတိုင်မှာဖြစ်ပါတယ် event ကိုကြည့်မယ်ဆိုရင်လည်းကျွန်တော်တို့အပိုင်းတစ်ပိုင်းကိုမြင်ပြရမှာဖြစ်ပါတယ်ပုံမှန်ဆိုရင်ကျွန်တော်တို့က Naruto Team Gameplay ကို TikTok, Instagram, YouTube မှာတင်ပေးပြီးတော့သူပြောထားတဲ့ hashtag တွေကိုထည့်ပြရမှာဖြစ်ပါတယ်။ပြီးရင်တော့ကျွန်တော်တို့ Submit Now ဆိုတဲ့ကိုဝင်ပြီးတော့ခုနကကိုတင်ထားတဲ့ video link ကိုယူပြီးတော့ထည့်ပြရပါမယ်။ Emergency code ဆိုတဲ့နေရာမှာကျွန်တော်ရဲ့ code ဖြစ်တဲ့ A57HTE ကိုထည့်ပေးလို့ရတယ်လို့ဒါတော့တကယ်ကြီးရဲ့ code ကိုထည့်ပေးမယ်ဆိုရင်လည်းရပါတယ်။ပြီးရင်ကိုတင်ထားတဲ့ social media ကိုရေးပြီးတော့ emoji ကိုနှိပ်ပြီးတော့ submit လုပ်ပေးလိုက်ရင်ရပါပြီ။ Part 2အနေနဲ့ကတော့ cash reward $2000 price ကိုမြင်တွေ့ရမှာဖြစ်ပြီးတော့261ကနေပြီးတော့360ကျဝင်တဲ့သူတွေကိုလည်း bypass တွေထည့်ရအောင်မှာဖြစ်ပါတယ်။ဘာသာအနေနဲ့ video တင်လို့နှုတ်ကိုထည့်ပေးခဲ့ဆိုရင် video record လေးယူထားပေးကြပါ။ပြီးရင်ကျွန်တော် part 2မှာဝင်တာဖြစ်ခဲ့မယ်ဆိုရင်ကုတ်ထည့်ပေးထားတဲ့သူတွေထဲကနေပြီးတော့ပြန်ပြီးတော့ကျွန်တော်ဒီဝေးပြန်လုပ်ပေးပါမယ်။ top 1လူတန်းဝင်ခဲ့မယ်ဆိုရင်ကျွန်တော် bypass 10ခုဒီဝေးပြန်လုပ်ပေးပါမယ်။ top 21ကနေ top 100ထိဝင်ခဲ့မယ်ဆိုရင်တော့ကျွန်တော် bypass 5ခုဒီဝေးပြန်လုပ်ပေးပါမယ်။ top 100ကနေပြီးတော့260အတွင်းဝင်ခဲ့မယ်ဆိုရင်တော့ bypass 3ခုကျွန်တော်ဒီဝေးပြန်လုပ်ပေးပါမယ်။ bypass မလို့ဒီနေ့ဆိုတဲ့အတွက်လည်းမြန်မာငွေ2000ကိုပြန်လည်ပေးတော့မှာဖြစ်လို့နှုတ်ရဲ့ကုတ်လေးကိုထည့်ပေးထားရင် video record လေးယူပြီးနှုတ်ရဲ့ TikTok ချက်ပေါက်မှာလာပြီးတော့ပို့ပေးပါအားလုံးပဲကံကောင်းကြပါစေလို့ဆုတောင်းပေးနေပဲဒီနေ့တော့ဒီတော့နဲ့ပဲစီရင်ပြတ်မှုတွေတင်ထားလိုက်ပါမယ်ခင်ဗျာ